Adresia Empire ရဲ့တတမမြောက်မင်းသား Arnold ဟာလူအများရှိမှတော့ဘာအသုံးမကျတဲ့မင်းသားတစ်ပါးအဖြစ်ဟန်ဆောင်နေသူဖြစ်ပါတယ်။ဒါပေမဲ့တကယ်တော့သူဟာ Empire ရဲ့အစွမ်းအထက်ဆုံး SS အဆင့်စွန့်စားသူ Silver ဖြစ်နေတာပါ။တနေ့မှာတော့စစ်သူကြီး Dominic တေဆုံးသွားတဲ့တဲ့ရင်ကြောင့်သူဟာမြို့တော်ကိုပြန်လာခဲ့ရပါတယ်။မြို့တော်ကိုမပြန်ခင်မှာပဲသူဟာစွမ်းငင်အားမဲ့မောပညာကိုသုံးပြီးတော့မီနိုတော်တတ္တဝါကြီးကိုစက္ကန့်ပိုင်းအတွင်းမှာပဲအလွယ်တကူနှိမ်နင်းပြခဲ့ပါတယ်။ဒီလောက်အစွမ်းအထက်တဲ့ပါဝါတွေကိုသူကဘာကြောင့်ဖုံးကွယ်ထားရတာလဲဆိုတာကတော့စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။ အာနိုဒ်ဟာမြို့တော်ကိုရောက်တာနဲ့ရှစ်ယောက်မြောက်မင်းသားဖြစ်တဲ့သူ့ရဲ့ညီလန်နတ်နဲ့တွားရောက်တွေ့ဆုံခဲ့ပါတယ်။စစ်သူကြီး Dominic တေဆုံးသွားတာဟာလန်နတ်ရဲ့ဘက်တော်သားဖြစ်နေလို့ဆိုတာသိချသလောက်ရှိပါတယ်။ဒါကြောင့်အာနိုဒ်ဟာနန်းလူပွဲတွေကိုဝင်ရောက်ရှင်ပြိုင်ဖို့ညီဖြစ်သူကိုတိုက်တွန်းခဲ့ပြီးနောက်ွယ်ကနေကူညီပေးမယ်လို့ကတိပေးခဲ့ပါတယ်။သူတို့ရဲ့ပထမဆုံးခြေလှမ်းအဖြစ်အင်ပါယာမှာဘယ်ဘက်တော်သားနဲ့မှမပတ်သက်သေးတဲ့ကလိုင်နာမိသားစုကိုစီးယုံဖို့ပြင်ဆင်ကြပါတယ်။ကလိုင်နာမိသားစုရဲ့နေမြေဟာမော်သားရဲတွေရဲ့ကျူးကျော်မှုကိုခံနေရတာဖြစ်ပါတယ်။အာနော်ဒ်ဟာ Silver အဖြစ်တွားရောက်ကူညီဖို့ကြိုးစားပေမဲ့စောင့်ကြပ်နေတဲ့စစ်သားက Rhine Sign စွာမောင်းထုတ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအိမ်တော်ဖြစ်ရင်းပေါက်ကနေကြည်နေတဲ့လှပတဲ့သမီးပြိုဖင်နာကိုအာနော်ဒ်ကသတိပြုမိသွားပါတယ်။ဒါကြောင့်သူဟာအစီအစဉ်ကိုပြောင်းလဲပြီးမင်းသားအာနော်ဒ်အနေနဲ့သူတို့ကိုလောကြီးတောင်းဖို့ဒေါသတကြီးရောက်ရှိလာခဲ့ပါတယ်။ အာနော်ရဲ့အကွက်ကြကြချင်းချောက်မှုကြောင့်ဂျုခါအလိုအမဲထက်လန်သွားပြီးတမိဖြစ်သူဖင်နာကလည်းအဖွင့်ပေးခံဖို့ကိုယ်တိုင်ရွှေထွက်လာခဲ့ပါတယ်။အာနော်ဟာတကယ် Silver မဟုတ်ပေမဲ့လို့သူဟာတယောက်ထဲမဟုတ်တော့လို့မော်ရီယောင်ဖန်တီးပြီးတရုတ်ဆောင်ပြခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့နေမီကိုနှောင့်ယှက်နေတဲ့တားရဲတွေကို Silver အဖြစ်တွားရောက်ရှင်းလင်းပေးခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့အခန်းထဲမှာမျက်နှာဖုံးချွတ်ပြီးအနားယူနေတော့ဖင်နာကအခန်းထဲဝင်လာပြီးသူ့ရဲ့တကယ်အထောက်ထားကိုသိရှိသွားခဲ့ပါတယ်။ ဖင်နာဟာဒီရှိုးဝက်ချက်ကိုဘယ်သူမှမပြောဘူးလို့ကတိပေးခဲ့ပြီးသူတို့ရဲ့တန်တမန်အဖြစ်မြို့တော်ကိုလိုက်ပါလာခဲ့ပါတယ်။တစ်ဖက်မှာလည်းအေဂယာဇင်မင်းကြီးဟာမင်းသားမင်းသမီးတွေကြားမှာအမဲလိုက်ပွဲတော်ပြိုင်ပွဲတစ်ခုကိုကျင်းပဖို့ကြေညာခဲ့ပါတယ်။အာနော်ရဲ့အဖွဲ့ကိုကူညီဖို့အတွက်သူ့ရဲ့ကစားဖော်ဟောင်းချက်တဲ့နမေကြီးစစ်သူကြီးအယ်နာရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီညမှာပဲပြိုင်ဘက်မင်းသမီးဇန်ဒရာကဆေးလွတ်လိုက်တဲ့လောက်ကျန်တပ်ဖြတ်သူတွေဟာအာနော်ကိုတိုက်ခိုက်ဖို့ရောက်ရှိလာခဲ့ပေမဲ့အလွယ်တကူပဲအဖမ်းခံလိုက်ရပါတယ်။ ပွဲတော်ရဲ့အတွင်းမှာတော့လီမာပါနတ်တဲ့ blood တတဝါလေးတွေကိုဒုံးပြီးခိုးယူမှုတွေထိတွားခဲ့ပါတယ်။အာနော်ဟာဖင်နာရဲ့အခိုးခံရတဲ့စံထိုးကိုပြန်လည်ရယူနိုင်ဖို့လမ်းညွှန်မှုတွေကိုဖော်ထုတ်ခဲ့ပြီးညီဖြစ်သူလန်နတ်ရဲ့နာမည်နဲ့သူခိုးတွေကိုဖမ်းဆီးပေးခဲ့ပါတယ်။တကယ်ခေါင်းဆောင်ကောင်းဆိုလားအတန်တက်လှူရှာပြီးအောင်မြင်မှုကိုရယူတတ်တာဖြစ်ပါတယ်။ဒီလိုစိတ်ငြိမ်တဲ့အစွမ်းအစားတွေကိုလေ့လာဖို့ကတော့အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်